မင်းအောင်လှိုင်ကို ICC ကဖမ်းဝရမ်းထုတ်တဲ့ခါကျရင်ဖိလစ်ပိုင်နိုင်ငံအပါအဝင်အခြားသောအာဆီယံနိုင်ငံတွေအနေနဲ့ပေါ့နော်ဖန်စီပေးကြဖို့ပြီးရင်ဒါဒီဟိတ်မြို့ကိုပေါ့နော်ဒါပို့ပေးပါဆိုတဲ့ပုံစံမျိုးနဲ့အကြံပြုတိုက်တွန်းလိုက်တာရှိပါတယ်တန်တမန်ရေးနဲ့ပတ်သက်လို့ပေါ့နော်ဒါသူ့အနေနဲ့ထိခိုက်မှုတွေရှိမယ်နိုင်ငံတကာအစည်းအဝေးတွေဖိတ်ရင်မသွားရဲဘူးဖိတ်ရင်တော့မှပဲမတက်ရောက်ရဲဘူးပေါ့နော်ဒီလိုပုံစံမျိုးတွေရှိလာလိမ့်မယ်ပြောမယ်ဆိုရင်လူရမဝင်တော့ဘူးပေါ့ဗျာမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဖေဖော်ဝါရီလ25ရက်နေ့နောက်26ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာတော့ဒါမင်းအောင်လှိုင်နဲ့ပတ်သက်တဲ့ပေါ့နော် ICC နဲ့ပတ်သက်တဲ့ဖမ်းဝရမ်းကိစ္စနဲ့ပတ်သက်လို့ပြောရမှာပါ။ဘာကြောင့်လဲဆိုတော့မင်းအောင်လှိုင်ကို ICC ကဖမ်းဝရမ်းထုတ်တဲ့ခါကျရင်ဖိလစ်ပိုင်နိုင်ငံအပါအဝင်အခြားသောအာဆီယံနိုင်ငံတွေအနေနဲ့ပေါ့နော်ဖန်စီပေးကြဖို့ပြီးရင်ဒါဒီဟိတ်မြို့ကိုပေါ့နော်ဒါပို့ပေးပါဆိုတဲ့ပုံစံမျိုးနဲ့အကြံပြုတိုက်တွန်းလိုက်တာရှိပါတယ်။အဲ့ဒါကတော့ဒါ SACM ကတိုက်တွန်းလိုက်တာပေါ့နော်ဒီလိုမျိုးစစ်ကောင်းဆောင်တွေကိုသူတို့ရဲ့လှုပ်ရက်တွေကိုတာဝန်ခံခိုင်းစေခြင်းအဖြစ်ပေါ့နော်ဒါဟာပြည်သူရဲ့ဆန္ဒဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းပြောကြားလိုက်ပါတယ်ပေါ့နော်အဲ့လိုမျိုးအကြံပြုတိုက်တွန်းလိုက်တယ်ဆိုတာကရောတကယ်ထိရောက်ရဲ့လားပြီးတော့ကျတော့ဒါမင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာတကယ်ရောဖမ်းနိုင်ရဲ့လားဆိုတဲ့အကြောင်းတွေပေါ့နော်ပြီးတော့ဒီလိုမျိုးဖမ်းဝရမ်းထုတ်လိုက်ခြင်းအဖြစ်ပေါ့နော်ဘာတွေအကျိုးသက်ရောက်မှုရှိလာမလဲဒေါ်လာရင်းအတွက်ဘာတွေအကျိုးသက်ရောက်မှုရှိမလဲမင်းအောင်လှိုင်အတွက်ဘာတွေအကျိုးသက်ရောက်မှုရှိမလဲဆိုတဲ့ဟာတွေကိုကျွန်တော်အတူတူသုံးသပ်ကြည့်အောင်ပေါ့နော်အဲ့တော့ SACM ဆိုတာကတော့ဒါမြန်မာနိုင်ငံအရေးကိုဒါအထူးအကြံပေးလှုပ်ဆောင်နေတဲ့လွတ်လပ်သောအဖွဲ့တစ်ခုဖြစ်ပါတယ် Special Advisory Council for Myanmar ပေါ့နော် SACM ပေါ့နော်အဲ့တော့SACM နဲ့မှာဒါကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟောင်းတွေပါဝင်တည်ထောင်ထားပြီးတော့အဓိကအဖြစ်မင်းအောင်လှိုင်အာဏာသိမ်းပြီးတဲ့နောက်မှာစစ်ကောင်စီရဲ့လုပ်ရက်တွေကိုဥပဒေရေးရာရောဒါလူခွင့်ရေးရာဘက်တွေကပါသုံးသက်ထုတ်ပြန်ချက်တွေထုတ်ပေးနေတာဖြစ်ပါတယ်ပြောမယ်ဆိုရင်ဒါကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟောင်းတွေပါဝင်နေတာဖြစ်တဲ့အတွက်ပေါ့နော်နိုင်ငံတကာနဲ့ဘယ်လိုဆက်ဆံရမလဲဘယ်လိုပြောဆိုရမလဲဆိုတာတွေကိုဒါလုံးဝကျွမ်းကျင်ပါတယ်ဆိုတဲ့သူတွေဘယ်လိုလှုပ်ဆောင်ရမလဲဆိုတဲ့ဟာတွေကိုနားလည်တက်ကျွမ်းသူတွေလို့ပဲဒါဆိုရမှာဖြစ်ပါတယ်ဆိုတော့ဒီ SACM ကဒါလက်ရှိအာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံအပါအဝင်ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများကမင်းအောင်လှိုင်ကိုဖမ်းဆီးကဒါဒီဟိတ်မြို့ကိုပို့ဆောင်ပေးဖို့ပြီးရင်မြန်မာစစ်ကောင်းဆောင်တွေကိုသူတို့ရဲ့လုပ်ရက်တွေအတွက်တာဝန်ခံစေခြင်းကပြည်သူတွေရဲ့ဆန္ဒဖြစ်သလိုအာဆီယံရဲ့ဂုဏ်သိက္ခာကိုမြင့်တင်ပေးခြင်းဖြစ်တယ်ဆိုပြီးတော့ဒါမြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီဒါ SACM ကဖေဖော်ဝါရီ24ရက်နေ့မှာတိုက်တွန်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်အဲ့တော့ပြောမယ်ဆိုရင်မင်းအောင်လှိုင်နဲ့ဒါစစ်ကောင်စီကလည်းဒါတော်တော်လေးကိုပေါ့နော်အမှုတွေလည်းများနေပြီရာဇဝတ်မှုတွေဆိုလဲနဲတာမဟုတ်ဘူးပေါ့နော်ဒီနေ့ဒီချိန်ထိကျူးလွန်နေပါတယ်ဆိုတော့စစ်ရာဇဝတ်မှုတွေကအများကြီးရှိပါတယ်လူမျိုးတုံးတက်ပြက်နေတဲ့ပုံစံမျိုးနဲ့လုပ်နေတဲ့ဟာတွေတကယ်ကိုစာနာစိတ်မဲ့စွာလုပ်နေတဲ့လုပ်ရက်တွေကအများကြီးရှိပါတယ်ဒါကြောင့်မလို့အခုလိုမျိုးဒါဖမ်းရန်ထုတ်ပြီးတော့အပြစ်ပေးခံရဖို့အတွက်ကိုဒဏ်ခတ်ခံရဖို့အတွက်ကိုပြည်သူတရက်လုံးကမျှော်လင့်နေကြတာမဆန်းဘူးပေါ့နော်ဆိုတော့ဒါ ICC ကမင်းအောင်လှိုင်ကိုဖမ်းရန်ထုတ်နိုင်ခဲ့ရင်ဖိလစ်ပိုင်ပါဝင်အာဆီယံနိုင်ငံတွေကဖမ်းပြီးတော့ဒါဒီဟိတ်မြို့ကိုပို့ပေးလို့ရလား SACM ရဲ့ဒါအကြံပြုတိုက်တွန်းချက်တွေကရောတကယ်ဖြစ်နိုင်သလားတကယ်ထိရောက်သလားစစ်ကောင်စီပေါ်ဘယ်လိုရိုက်ခတ်မှုတွေရှိမလဲဒေါ်လာရင်းတပ်ဖွဲ့တွေဘက်ကဘယ်လိုမျိုးတက်ရောက်မှုတွေရှိမလဲပေါ့နော်ဒီချက်တွေကိုဥပဒေနိုင်ငံရေးလက်တွေ့အကျိုးသက်ရောက်မှုတွေနဲ့ပတ်သက်လို့ကျွန်တော်သုံးသပ်ကြပါမယ် ICC ဆိုတာကတော့ဒါအလွယ်ပြောရမယ်ဆိုရင်ဒါလူမျိုးတုံးတပ်ဖြတ်မှုတွေလူမဆန်တဲ့စစ်ရာဇဝတ်မှုတွေစသဖြင့်ပြင်းထန်တဲ့နိုင်ငံတကာရာဇဝတ်မှုတွေကိုစစ်ဆေးစီရင်တဲ့တရားရုံးလို့ပြောရမှာဖြစ်တယ်အဲ့တော့ ICC ကဖမ်းရန်ထုတ်ရင်ဘာဖြစ်မလဲဘာဖြစ်မလဲဆိုတော့ဒါဖမ်းရန်ထုတ်လိုက်တာနဲ့ပေါ့နော်ဒီ ICC အဖွဲ့ဝင်နိုင်ငံပေါင်း120ကျော်ရှိတယ်အဲ့နိုင်ငံပေါင်း120ကျော်ကဒီဖမ်းရန်ထုတ်ခံရတဲ့ဝရမ်းပြေးအဲ့ဝရမ်းပြေးကိုဖမ်းဆီးပြီးတော့ပေါ့နော်ဒါတရားစီရင်မဲ့နေရာကိုပို့ဆောင်ပေးဖို့တာဝန်ရှိတယ်နောက်တစ်ချက်က SACM ရဲ့အကြံပြုတိုက်တွန်းချက်တွေမှာပါတဲ့ဖိလစ်ပိုင်အပါအဝင်အခြားသောအာဆီယံနိုင်ငံတွေကမင်းအောင်လှိုင်ကိုဖမ်းပေးဖို့လို့ဆိုထားတယ်အဲကြောင့်မလို့ဒါ ICC မှာအဖွဲ့ဝင်ထားတဲ့အာဆီယံနိုင်ငံတွေကဘယ်နိုင်ငံတွေလဲပေါ့နော်ဒါတော့ပြောမယ်ဆိုရင်ဒါအဖွဲ့ဝင်နိုင်ငံတွေကတော့ကမ္ဘောဒီးယားတီမောရှိတယ်ပြီးရင်ဒါဖိလစ်ပိုင်ကကျတော့လက်ရှိမှာတော့ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တော့ဘူးဘာကြောင့်လဲဆိုတော့သူက2019မှာဒါအဖွဲ့ဝင်နိုင်ငံအဖြစ်သူကဒါပြန်ပြီးတော့ဒါနှုတ်ထွက်လိုက်ပြီပေါ့နော်အဲ့တော့အဖွဲ့ဝင်နိုင်ငံတော့မဟုတ်တော့ဘူးဒါပေမဲ့လည်းဒီအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့တဲ့ကာလအတော်တွင်းကအမှုတွေကိုတော့သူကစီရင်ပိုင်ခွင့်ရှိသေးတယ်နောက်ထပ်နိုင်ငံတွေကတော့မြန်မာထိုင်းမလေးရှားစင်ကာပူအင်ဒိုဘရူနိုင်းဗီယက်နမ်လာအိုစတဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကတော့ ICC အဖွဲ့ဝင်နိုင်ငံတွေမဟုတ်ပါဘူး။ဒါကြောင့်ဒီနိုင်ငံတွေကတော့ဥပဒေအရဖြစ်မနေဖမ်းဆီးပေးဖို့တာဝန်ရှိမနေဘူးလို့ပြောရမှာပါ။နောက်တစ်ချက်သိထားရမှာလည်းရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့အခုလိုမျိုးဖမ်းဝရမ်းထုတ်ပြန်လာပြီဆိုတဲ့အချိန်မှာချက်ချင်းဖမ်းဆီးနိုင်တဲ့ပုံစံမျိုးတော့ဖြစ်မနေဘူး။ဘာကြောင့်လဲဆိုတော့ ICC မှာပေါ့နော်ခုနလိုမျိုးသွားပြီးတော့ဖမ်းနိုင်တဲ့အဖွဲ့မရှိဘူး။ပြောမယ်ဆိုရင်ရဲတပ်ဖွဲ့လို့ဒါစစ်တပ်လို့အဖွဲ့လက်နက်ကင်ထားတဲ့အဖွဲ့လည်းမရှိထားဘူးပေါ့နော်။မရှိထားတာဖြစ်တဲ့အတွက်သူက ICC အဖွဲ့ဝင်နိုင်ငံတွေကပဲ
ဒီအလုပ်တွေကိုအကောင့်ထဲပေါ်ပေးရတယ်ပေါ့နော်ဒါကြောင့်ဖမ်းနိုင်ဖို့ဆိုရင်ဖမ်းဆီးရေးကိစ္စတွေကိုအဖွဲ့ဝင်နိုင်ငံတွေကပဲဆောင်ရွက်ရတယ်ဘယ်လိုမျိုးလဲဆိုရင်ဒီ ICC အဖွဲ့ဝင်ထားတဲ့နိုင်ငံတွေတဲ့ကိုခုနလိုဝရမ်းပြေးကဝင်ရောက်လာပြီဆိုရင်အဲ့ဒီနိုင်ငံတွေကဖမ်းပြီးတော့ဒါ ICC ကိုလွှဲပြောင်းပေးဖို့တာဝန်ရှိပါတယ်ဒါပေမဲ့ ICC အဖွဲ့ဝင်နိုင်ငံတွေကခုနဝရမ်းပြေးရှိပါတယ်ဆိုတဲ့နိုင်ငံတွေအထိတော့လိုက်ပြီးတော့ဝင်ရောက်ဖမ်းဆီးနိုင်ခွင့်မရှိဘူးပေါ့လေနော်အဲ့တော့ဘာကြောင့်လဲဆိုတော့နိုင်ငံတနိုင်ငံရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်တဲ့ပုံစံမျိုးဖြစ်နေလို့ပါဒါကြောင့်မလို့ဖမ်းဝရမ်းထုတ်ခံရပေမဲ့အဖမ်းမခံရသေးတဲ့ဝရမ်းပြေးတွေလည်းရှိနေတယ်ဥပမာဒါရုရှားသမ္မတဒါပူတင်ပေါ့နော်ပူတင်ဆိုရင်လည်း ICC ကဖမ်းဝရမ်းရှိပေမဲ့ ICC အဖွဲ့ဝင်နိုင်ငံကိုမသွားသေး၍သူကအခုချိန်ထိအဖမ်းမခံရသေးတာဖြစ်ပါတယ်ပြီးတော့ ICC အဖွဲ့ဝင်နိုင်ငံကိုမသွားဘဲနဲ့ဖမ်းခံရနိုင်ခြေနောက်တစ်ခုလည်းရှိသေးတယ်ပေါ့နော်အဲ့ဒါကတော့အဲ့နိုင်ငံမှာတာဝန်ရှိတဲ့သူတွေပေါ့နော်အဲ့နိုင်ငံရဲ့တာဝန်ရှိတဲ့သူတွေကဒီတပ်ဖွဲ့တွေကပေါ့နော်သူတို့ကိုယ်တိုင်ပူးပေါင်းတဲ့အခါကျရင်တော့ဒါခုနဝရမ်းပြေးကိုဖမ်းခံရနိုင်ခြေရှိတယ်။ဒါပေမဲ့ဒါမင်းအွန်လိုင်းရဲ့အခြေအနေကြတော့ဒါသိတဲ့အတိုင်းပဲပေါ့နော်လက်တလုံးမှာဒါမင်းအွန်လိုင်းကအာဏာသိမ်းထားတာဖြစ်ပြီးတော့စစ်တပ်ရောရဲရောကသူ့ကိုကာကွယ်ပေးမဲ့အဖွဲ့တွေဖြစ်နေတာပေါ့နော်အဲ့တော့ तू ပြန်ပြီးအာဏာသိမ်းခံရရင်တော့ဒါကဖြစ်လာနိုင်ခြေရှိပါတယ်ဒါကြောင့်မလို့လဲပေါ့နော်မင်းအွန်လိုင်းကသူ့ရဲ့လူယုံတွေသူ့ရဲ့အတွင်းလူတွေဒီလိုလူမျိုးတွေကိုပဲသူ့ရဲ့အနီးနားမှာထားပြီးတော့ तू စိတ်ချရမယ့်အလုပ်တွေကိုခိုင်းပြီးတော့သူ့ကိုအန်ရယ်ပေးနိုင်တဲ့သူတွေသူ့ကိုဒုက္ခပေးနိုင်ပါတယ်ဆိုတဲ့သူတွေကိုကြိုတင်ပြီးတော့ရှင်းလင်းတာတွေဖြုတ်ပစ်တာတွေထောင်ချပစ်တာတွေအမှုပေါင်းစုံခေါင်းစဉ်တက်ပြီးတော့အရေးယူတာတွေအပြစ်ပေးတာတွေကိုဒါတောက်လျှောက်လုပ်နေကြတာဖြစ်တယ်အဓိကတော့သူကအဲ့ဟာတွေအတွက်လဲသူကပြင်ဆင်နေတာဖြစ်တယ်ပေါ့နော်တစ်ချိန်ချိန်မှာများသူ့ကိုအခုလိုမျိုးပေါ့နော်အောက်ကနေပြီးတော့မကြည်မနှက်ဖြစ်လာပြီးတော့ဒါသူ့ကိုပြန်ပြီးတော့အာဏာသိမ်းတာမျိုးသူ့ကိုဖမ်းပြီးတော့ ICC လက်ထဲကိုအပ်တာမျိုးတွေကိုသူကြောက်လို့အခုအနေကကြိုတင်ပြီးတော့ပြင်ဆင်နေတာလို့ပြောရမှာဖြစ်ပါတယ်ဒါကြောင့်မလို့လဲဒီလိုမျိုးဖမ်းဝရမ်းထုတ်ခံထားရတဲ့သူတွေက ICC အဖွဲ့ဝင်နိုင်ငံတွေစီကိုခရီးမသွားတော့ဘူးပေါ့နော်ခရီးမသွားဘဲနဲ့တခြားသောနိုင်ငံတွေစီကိုပဲခရီးသွားလာတာကြောင့်မလို့ဒီနေ့အထိအဖမ်းမခံရသေးတဲ့ဝရမ်းပြေးတွေလည်းရှိနေသေးတာဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးဒါဝရမ်းပြေးတွေကိုလုံးဝဒါမဖမ်းနိုင်မဲနဲ့ဝရမ်းထုတ်နေတာလားဆိုတော့လည်းမဟုတ်ဘူးပေါ့နော်ဖမ်းခံရတဲ့ဖြစ်စဉ်တွေလည်းရှိပါတယ်အဓိကတော့ကိုယ်တိုင်ဝန်ခံတာမျိုးပူးပေါင်းတာမျိုးပြီးရင်ဒါသူ့နိုင်ငံရဲ့အစိုးရကပူးပေါင်းပြီးတော့ဖမ်းပေးတာမျိုးနောက်တစ်ခုကတော့ခုနပြောတဲ့ ICC အဖွဲ့ဝင်နိုင်ငံတွေကိုတွားတဲ့အခါအဖမ်းခံရတာမျိုးဒီလိုမျိုးပုံစံမျိုးတွေတော့ရှိတယ်ပြောမယ်ဆိုရင်တော့နိုင်ငံရေးအခြေအနေပြောင်းလဲမှုအစိုးရပြောင်းလဲမှုခရီးသွားလာမှုတွေကနေပြီးတော့ဖမ်းခံရနိုင်ခြေရှိတယ်ဖမ်းခံခဲ့ရတဲ့ဒါဖြစ်စဉ်တွေလည်းရှိတယ်ပြီးတော့ SACM ရဲ့အကြံပြုတိုက်တွန်းစာထဲမှာပေါ့နော်ဒါဖိလစ်ပိုင်အပြင်အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကပါဖမ်းဆီးပေးဖို့ဆိုပြီးတော့တိုက်တွန်းထားတာရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတိုက်တွန်းမှုအရပေါ့နော်အာဆီယံရဲ့လက်ရှိအနေအထားအခြေအနေကိုကြည့်မယ်ဆိုရင်အာဆီယံမှာအခြေခံမှုရှိတယ်အဲ့ဒါကတော့ဒါအခြားနိုင်ငံရဲ့အတွင်းရေးကိုဝင်ရောက်ဆွဲဖက်ခြင်းမပြုရဆိုတဲ့ကိစ္စပေါ့နော်အဲ့ဥစ္စာသူတို့ကအခြေခံမှုတစ်ခုအနေနဲ့ကိုရှိထားတာဒါကြောင့်မလို့ဖမ်းခိုင်းပေမဲ့လည်းဒီအချက်ကြောင့်မလို့တိုက်ရိုက်ဝင်ရောက်လှုပ်ရှားနိုင်တာမျိုးမရှိဘူးမင်းအွန်လိုင်းဒီလိုလုပ်နေတာကိုလည်းသိတယ်ဒီလိုမျိုးကျူးလွန်နေတဲ့ဟာတွေကိုလည်းသိတယ်ဒါပေမဲ့လည်းဥပဒေအရလုပ်နိုင်တယ်ဆိုရင်တော့မှနိုင်ငံရေးအရာစိန်ခေါ်မှုကြီးတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့မင်းအွန်လိုင်းဘက်မှာတရုတ်နဲ့ရုရှားရှိတယ်တရုတ်ကလည်း ICC အဖွဲ့ဝင်နိုင်ငံမဟုတ်ဘူးရုရှားကလည်း ICC အဖွဲ့ဝင်နိုင်ငံမဟုတ်ဘူးအဲအကြောင်းမလို့ဒါတရုတ်နဲ့ရုရှားကမင်းအွန်လိုင်းကိုကာကွယ်ပံ့ပိုးမှုတွေပေးနေတာဖြစ်တဲ့အတွက်ဒေသတွင်းနိုင်ငံတွေအနေနဲ့အလွန်သတိထားနေရတဲ့အနေအထားဖြစ်ပါတယ်ဒါကြောင့်ဒါ SACM ရဲ့ပေါ့နော်အကြံပြုချက်ကဖြစ်နိုင်လားဆိုရင်ဥပဒေအရဖြစ်နိုင်ပေမဲ့နိုင်ငံရေးအရအလွန်ခက်ခဲတယ်လို့ဆိုရမှာဖြစ်ပါတယ်ဒါကတော့လက်ရှိတကယ်အမှန်တရားလို့ပဲပြောရမှာပါဒါဆိုရင်ဒီလိုမျိုးဖမ်းဝရမ်းထုတ်ခံထားရတဲ့မင်းအွန်လိုင်းနေနဲ့ပေါ့နော်သူ့အပေါ်မှာဘာမှတက်ရောက်မှုမရှိဘူးလားဒါကြီးကအတိတ်ပဲမရှိဘူးလားပေါ့နော်ဘာမှမတက်ရောက်ဘူးလားဆိုပြီးတော့လေဒါတချို့တွေကပြောကြရရှိတယ်ပေါ့နော်အဲ့လိုတော့လည်းမဟုတ်ဘူးပေါ့နော်လက်တွေ့ဒါချက်ချင်းလက်ငင်းဒီလိုမျိုးအကျိုးသက်ရောက်မှုတွေမရှိဘူးဆိုပေမဲ့လည်းကာလကြာလာတဲ့အခါမှာသူ့ပေါ်မှာဒါဖိအားတွေအများကြီးရှိလာနိုင်ခြေရှိပါတယ်ရေရှည်အတွက်သူ့မှာထိခိုက်နိုင်ခြေတွေအများကြီးရှိပါတယ်နံပါတ်1ဒါနိုင်ငံတကာအတိမတ်ပြုမှုအရန်လိုချင်ပါတယ်ဆိုတော့မင်းအွန်လိုင်းကိုနိုင်ငံတကာကဖယ်ကျင်မှုတွေပို့ပြီးတော့လှုပ်လာလိမ့်မယ်မင်းအွန်လိုင်းက ICC အဖွဲ့ဝင်နိုင်ငံတွေကိုမသွားရဲတော့တာတွေရှိလာလိမ့်မယ်သူ့အနေနဲ့ပို့ပြီးတော့ခြေကျုပ်မိလာမယ်ပေါ့ဗျာအခုတော့မှပဲသူသွားရဲတဲ့နိုင်ငံဆိုလို့ဒါတရုတ်နဲ့ရုရှားလောက်ပဲရှိတဲ့အနေထားဘယ်လာရုဒါလည်းပါတာပေါ့လေနော်အဲ့လိုအနေထားအဲ့အနေထားကနေပြီးတော့အခုလိုမျိုးဖမ်းဝရမ်းသာထုတ်ခံရမယ်ဆိုရင်ခိုးကြောင်ခိုးဝက်တောင်မသွားရတော့တဲ့အနေအထားတွေဖြစ်လာလိမ့်မယ်ပေါ့နော်အဲ့တော့အခုလိုမျိုးဒါနိုင်ငံတကာကမသွားရတော့ဘူးဆိုတာကလည်းနိုင်ငံတကာရဲ့အတိမတ်ပြုမှုကိုအရန်လိုချင်ပါတယ်ဆိုတော့မင်းအွန်လိုင်းအတွက်ဒါဟာနိုင်ငံရေးဂုဏ်သိက္ခာအရကြီးမားတဲ့ထိခိုက်မှုတစ်ခုဖြစ်ပါတယ်နံပါတ်2ကတော့ဒါကျွန်တော်တန်တမန်ရေးနဲ့ပတ်သက်လို့ပေါ့နော်ဒါသူ့အနေနဲ့ထိခိုက်မှုတွေရှိမယ်နိုင်ငံတကာအစည်းအဝေးတွေဖိတ်ရင်မသွားရဲဘူးဖိတ်ရင်တော့မှပဲမတက်ရောက်ရဲဘူးပေါ့နော်ဒီလိုပုံစံမျိုးတွေရှိလာလိမ့်မယ်ပြောမယ်ဆိုရင်လူရမဝင်တော့ဘူးပေါ့ဗျာဝရမ်းပြေးကိုဘယ်သူမှလည်းဖိတ်မှာမဟုတ်ဘူးဆိုပေမဲ့လည်းပေါ့နော်ဖိတ်ရင်တောင်မှပဲသူကိုယ်တိုင်ကစားမသွားရတော့တဲ့အနေထားလူတော့မတိုးတော့ဘူးလို့လည်းပြောရမှာဖြစ်ပါတယ်နံပါတ်3ကတော့စစ်ကောင်စီအတွင်းပိုင်းမှာဒါတက်ရောက်မှုတွေရှိလာနိုင်ခြေရှိတယ်သူတို့ရဲ့ခေါင်းဆောင်ပေါ့နော်ဒါမင်းအွန်လိုင်းအနေနဲ့ ICC ကတောင်မှဖမ်းဝရမ်းထုတ်ခံထားရတဲ့ဝရမ်းပြေးပါလားဆိုပြီးတော့
သူတို့ရဲ့အတွင်းပိုင်းမှာယုံကြည်မှုတွေကျဆင်းလာနိုင်ခြေရှိတယ်အာဏာပြိုင်ဆိုင်မှုတွေဖြစ်လာနိုင်ခြေရှိတယ်အောက်ခြေကစိတ်မလုံခြုံမှုတွေစိုးရိမ်မှုတွေဒီလိုမျိုးတက်ရောက်မှုတွေလည်းရှိလာနိုင်ပါတယ်ဒါပေမဲ့စစ်ကောင်စီတွေကအကြီးပိုင်းတွေကတော့ဒါတွေကိုနားလည်တယ်ဒါတွေကိုသိရှိတယ်ဆိုပေမဲ့လည်းအောက်ခြေကကောင်တွေကတော့ညံရင်မမီတဲ့အတွက်ဒါတွေကိုသိနိုင်မှာမဟုတ်ဘူးပေါ့နော်သူတို့အပပြောရင်ပြောတဲ့အတိုင်းပဲသူတို့ကတော့အဟုတ်ကြီးထင်နေဦးမှာပါအဓိကတော့သူတို့ကဝရမ်းပြေးရဲ့အောက်မှာတာဝန်ထမ်းဆောင်နေရပါလားဆိုတော့ရှက်ရွံ့တဲ့စိတ်လည်းရှိမှာမဟုတ်ဘူးပေါ့လေနော်အဓိကတော့ညံတိန်နေပေါ့အဲ့တော့မင်းအွန်လိုင်းဖန်ဝရမ်းထုတ်ခံရမယ်ဆိုရင်တော်လိုင်းရေးအတွက်ရောဘာတွေအကျိုးသက်ရောက်မှုရှိမလဲဆိုတော့အဓိကတော့စိတ်သက်ခွန်အားဖြစ်ပါလိမ့်မယ် ICC ဖန်ဝရမ်းဆိုတာကတရားမျှတမှုအတွက်အရန်အရေးကြီးတယ်စစ်ကောင်းဆောင်ရဲ့ဝရမ်းပြေးဆိုတဲ့တင်ကေတာကပေါ့နော်တော်လိုင်းရေးအတွက်ရေးကြီးတယ်ကဘာတိရာဇဝတ်မှုကျူးလွန်နေတဲ့ဝရမ်းပြေးအစ်စ်ဒါတတ်မှတ်ခံရတဲ့အနေထားအဲ့တော့ကျတော့အဲ့လိုမျိုးတတ်မှတ်ပေးတဲ့ဟာကိုပဲခြေစူးတင်ရမယ့်အနေထားဖြစ်တယ်ပေါ့နော်ပြီးတော့ဒါကဘာကြီးကမြန်မာပြည်တွင်းမှာဖြစ်ပျက်နေတဲ့အရေးကိစ္စတွေကိုအမားအမှန်တွေကိုနိုင်ငံတကာကလေးနက်စွာတိမှတ်တယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့တော့နိုင်ငံတကာကမြန်မာပြည်သူတွေနဲ့အတူတူရက်တည်နေပါတယ်ဆိုတဲ့သဘောမျိုးလည်းတက်ရောက်ပါတယ်တချို့ကြတော့လည်းပြောကြတယ်ဒါကဘာအကျိုးရှိမှာလဲပေါ့နော်လက်တွေလည်းအကူအညီရတာမဟုတ်ဘူးဒါကြောင့်ဘာမှအရေးမပါဘူးဆိုပြီးတော့ပြောကြရလည်းရှိတယ်ဒါဟာလည်းမှန်တဲ့လောက်မှန်ပါတယ်လက်တွေ့အကူအညီကပို့ပြီးတော့ကျွန်တော်တို့အတွက်ပို့ပြီးအရေးကြီးတယ်ပို့ပြီးတော့လိုအပ်တယ်ပေါ့နော်ဒါပေမဲ့လည်းဒီလိုမျိုးလက်တွေ့အကူအညီတွေမရနိုင်ဘူးဆိုရင်တော့မှပဲအခုလိုမျိုးမရောက်နိုင်ဘက်မှာမရက်တီပဲနဲ့ပြည်သူအတွက်ရက်တီပေးတာပြည်သူတွေအတွက်ဒါတိမှတ်ပြုပေးတာကပဲဒါကျေးဇူးတင်ရမယ့်အနေထားပေါ့နော်။ဘာကြောင့်လဲဆိုတော့အခုလက်ရှိအခြေအနေမှာကိုပဲကိုအားကိုပြီးတော့လုပ်နေရတာဖြစ်ပါတယ်။ဒီကြားထဲကမှဒါနိုင်ငံတကာကမင်းအောင်လှိုင်ဘက်ကိုပါသွားမယ်ဆိုရင်ကျွန်တော်တို့ကပို့ပြီးတော့အနေထားတွေကြက်တဲလာနိုင်တယ်ပေါ့နော်။ဒါကြောင့်အခုလိုမျိုးမင်းအောင်လှိုင်ကိုတစိတ်ကပ်ဝရမ်းပြေးပုံစံမျိုးနဲ့တစိတ်ကပ်ပြီးတော့မြန်မာပြည်သူတွေနဲ့အတူတူရှိကြောင်းပြပေးနိုင်တာကလည်းကျွန်တော်တို့ကအတိမတ်ပြုပေးရမယ့်ပုံစံမျိုးဖြစ်ပါတယ်။အဲ့တော့ပြောမယ်ဆိုရင်ကိုပါသာကိုပဲဆက်ပြီးတော့စူးစမ်းရုံပဲပေါ့နော်။နောက်တစ်ခုကတော့တော်လိုင်းအင်အားစုတွေအတွက်ပေါ့နော်။ဒီလိုမျိုးဒါမင်းအောင်လှိုင်ဝရမ်းထုတ်ခံထားရတဲ့ဟာကတရားမျှတမှုကငါတို့တစ်နှစ်ရောက်လာရမယ်ဆိုတဲ့ယုံကြည်ချက်တွေရှိလာစေတယ်ဒါဟာလည်းစိတ်သက်ခွန်အားပဲပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်မင်းအောင်လှိုင်နေနဲ့နိုင်ငံတကာရဲ့ PR တွေပို့ပြီးတော့တိုးလာနိုင်ခြေရှိတယ်ပြီးရင်ဒါဆက်ပြီးတော့ရှိနေဦးမယ်ဒါ sanction တွေပေါ့နော်အဓိကတော့ဒဏ်ခတ်တာတွေပိတ်ဆို့တာတွေအရေးယူတာတွေပေါ့နော်သူ့ကိုဓာတ်ရိုက်ထိစေနိုင်လောက်မယ်ဆိုတော့ဒါအရေးယူပိတ်ဆို့မှုတွေကလည်းဆက်ပြီးတော့ရှိနေဦးမယ်ပို့ပြီးတော့လည်းပြင်းထန်တဲ့ပိတ်ဆို့မှုတွေရှိလာလိမ့်မယ်လို့ယူဆပါတယ်အဲ့တော့အချင်းချုပ်ပြောမယ်ဆိုရင်မင်းအောင်လှိုင်ကိုဖမ်းခွင့်ရှိတဲ့နိုင်ငံတနည်းပြောမယ်ဆိုရင် ICC အဖွဲ့ဝင်နိုင်ငံပေါင်း120ရှိပါတယ်120ကျော်ပေါ့နော်အဲ့120ကျော်ကိုမင်းအောင်လှိုင်တေးကြတယ်လုံးဝမသွားရတော့တဲ့အနေထားအဲ့တော့အဲ့နိုင်ငံပေါင်း120ကျော်ကိုမင်းအောင်လှိုင်သွားရင်တော့ဖမ်းခံရမယ်မသွားရင်တော့လည်းအဖမ်းမခံရဘူးနော်ဒါကိုတော့မင်းအောင်လှိုင်ကသိမယ်အဲဒါကြောင့်မလို့သွားမှာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ကလည်းသူတို့နိုင်ငံကိုမင်းအောင်လှိုင်လာလို့ဖမ်းပေးဖို့ပြောတယ်ဆိုရင်တော့မှပဲသူတို့ကဒါဥပဒေကြောင်းရာဖြစ်နိုင်ခြေရှိတယ်ဆိုပေမဲ့ပေါ့နော်နိုင်ငံရေးအရာတော်တော်လေးခက်ခဲနိုင်တဲ့အနေထားပါဒါပေမဲ့ဒီဖမ်းဝရမ်းထုတ်ခံရရင်မင်းအောင်လှိုင်အတွက်လက်လောမခက်ခဲသေးဘူးဆိုရင်တော့မှပဲရေရှည်မှာဖိအားများစွာကြုံရနိုင်ခြေရှိပါတယ်အဲ့တော့နောက်ဆုံးပြောချင်တာကတော့မင်းအောင်လှိုင်ကိုအရေးယူနိုင်ဖို့ဆိုတာမင်းအောင်လှိုင်ရဲ့လုပ်ရက်တွေကိုတာဝန်ယူပြီးတော့တာဝန်ခံပြီးတော့ထိုက်တန်တဲ့ပြစ်ဒဏ်တွေပေးနိုင်ဖို့ဆိုတာကကျွန်တော်တို့လက်တွေ့လုပ်နေတဲ့တော်လှန်ရေးတွေအောင်မြင်ဖို့အတွက်ကပို့ပြီးတော့အချက်ချာကြပါတယ်ပို့ပြီးတော့အရေးကြီးပါတယ်ဒါကပဲပို့ပြီးတော့ဖြစ်နိုင်ခြင်းများတဲ့အရာဖြစ်တယ်လို့ပဲပြောမှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ခုနဟာတွေမလိုအပ်ဘူးလားဆိုတော့လိုအပ်ပါတယ်ဘာကြောင့်လဲဆိုတော့သူ့ကိုပေးမဲ့ PR တွေသူ့ကိုပေးလိုက်နိုင်တဲ့ PR တွေကြောင့်မလို့သူ့အနေနဲ့ကြက်တဲလာတာတွေပြောမယ်ဆိုရင်ဗျာဒါသူ့ရဲ့လက်နက်ထုတ်လုပ်ရေးအတွက်ကုန်ကျန်းနေပေါ့နော်ဒီကုန်ကျန်းနေပိတ်ဆို့ခံရတဲ့အခါလက်နက်ခဲယမ်းထုတ်လုပ်နိုင်မှုတွေရောကျလာမယ်ပြီးရင်ဒါသူ့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေညှို့နှဲလာဖို့အတွက်ပေါ့နော်လေရင်စီတဲ့လမ်းကြောင်းမျိုးတွေပေါ့နော်ဒီလေရင်စီတွေဒါသူ့စီကိုမရောက်အောင်ပိတ်ဆို့တာတွေတားဆီးတာတွေဒဏ်ခတ်တာမျိုးတွေလှုပ်လာနိုင်ခြေရှိတဲ့အခါကျတော့သူ့အနေနဲ့ဒါလေကြောင်းတိုက်ခိုက်မှုတွေပို့ပြီးတော့ရောကျမယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေနဲ့တော့အခက်ခဲတွေအများကြီးကြုံအောင်လုပ်လို့ရနိုင်တဲ့အနေအထားပါဒါပေမဲ့လည်းလက်တွေ့ကျွန်တော်တို့စူးစမ်းနေတဲ့အရာကသာလျှင်ပို့ပြီးတော့ထိရောက်တယ်ဆိုတဲ့ဟာကိုလည်းဒါကျွန်တော်မမေ့မြော့ပြောချင်ပါတယ်အဓိကတော့မြေပြင်မှာအသက်နဲ့ရင်းပြီးတော့တိုက်ပွဲဝင်နေကြပါတယ်ဆိုတဲ့တော်လိုင်းတပ်ဖွဲ့တွေကိုဒီထက်ပို့ပြီးတော့ပြည့်စုံအောင်ကူညီပေးနိုင်တယ်ပံ့ပိုးပေးနိုင်တယ်ဖြည့်ဆည်းပေးနိုင်တယ်ဆိုရင်လက်တွေ့မင်းအောင်လှိုင်ကြာရှုံးအောင်လုပ်ပြနိုင်ပါတယ်ဆိုတဲ့အကြောင်းလည်းဒီနေ့ကနေပြောချင်ပါတယ်အဲ့တော့ဒီနေ့ပြောတဲ့အကြောင်းအရာတွေထဲမှာပေါ့နော်ဒီထက်အရေးကြီးတဲ့အချက်လက်တွေမပါသွားဘူးဆိုရင်လည်းနားလည်ပေးကြပါအဲ့တော့ပို့ပြီးတော့တက်သည့်နားလည်သူတွေအနေနဲ့လည်းဒါကွန်မန့်မှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးကြဖို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်